ညီဆို40လောက်ဆိုရင်ရမှာတော့ဟဲ့ကြည့်ရောင်းပါလားပါတယ်ပြမယ် လဲပြပါဦးကြည့်အောင်ဟဲ့ဘာလို့တလေးရချမ်းသာတဲ့ ဩပေါချာရညီအသိကမသိဘူးပေါချာရ ဟဲ့ဒီကောက်ချမ်းသာပစိုးရရောထုံလိုက်လားမမွေးရဲ့ လာမမေတဲတဲကောင်လေးလာပါအောင်မလေးတင်တော့သိပါလေတင်တော့ မတဲ့တော့မအနီမိုးဝတ်ထားတယ်လို့မျိုးဆိုသမီးဆိုင်ဆို48 50လောက်ဆိုရတယ်ပါတယ်ဆိုင်ပါတယ်ဒီမိုးမြတ်မှာ အော်ကြိုက်ဘူးတဲ့တဲတဲကောင်လေးအဲ့ မမဝတ်တာကြိုက်တာလား တဲတဲလေးကြိုက်တာ ဒီ တဲ့ ဆိုင်ကတော့ရှိဦးမိအဲ့လောက်အကြီးမထွက်ဘူးရဲ့ အော်ပါအေးမမွေးဒီကောင်မျိုးသွားရဲ့မှာပြီးပါဦး အေးအဲ့လောက်အကြီးအဲ့လိုသူ့အတွက်ကွာချုပ်ခိုင်းရမှာပဲချက်လာပဲချက်လာ မ ပဲ သမီးအဲ့လောက်လဲမဝပါဘူးရှင်ရလဲ နင်းလေကိုကြီးလင်းဝင်းနေကြချမ်းသာပစိုးလေးတွေပါတယ်မလား မလေးပါတာဗောကိုကြီးလေးရဲ့ဒီမှာလေချမ်းသာမစိုးတွေမှာအများကြီး ဟဲ့လာကြည့်လင်းရဲ့ ဟောအဲ့ဘက်တော့မလာတော့ဘူးလေမခါတော့ရဲ့လှုပ်ရှုပ်နေမှာဆိုလို့